ကသူ့ကိုဖျက်ဆီးတာတဲ့ကျမကသူ့ကိုဖျက်ဆီးတာတဲ့ကိုမကြီးရှင်လူပြိုဘွားတော်ကရီးစားတအားချက်တယ်ဆိုအဲ့လောက်ကြီးလည်းမဟုတ်ပါဘူးနည်းနည်းပါပါကျမမညာနဲ့နော်ကျမအကုန်သိတာပြီညာပါဘူးဒါဆိုရင်ကျမရောရှင်ရီးစားဖယ်နေအောင်မြောက်ပြောရင်လည်းစိတ်ဆိုးအောင်မယ်ခင်ဗျာသူချက်ရခိုင်တာလည်းမဟုတ်ဘူးနီးဆက်လက်နဲ့ဖြစ်အောင်ပါခင်ဗျာတက်ပြောအမလေးဆက်လက်ဖြစ်စရာလားပြောမှသာပြောစမ်းပါတကယ်လားကဲပေါ့ကြည့်လားရောက်ရယူပကာကိုကြည့်လေမင်းဖြက်စီးလို့လားဒီလိုမျိုးကိုလောမျိုးဒီလိုမျိုးရောက်မျိုးဖြစ်တယ်လားနော်မသူကပဲပြောရတယ်ရှိတယ်ဘသူကဘသူကိုဖျက်ဆီးတာလဲပြောဟုတ်လေဘသူကဘသူကိုဖျက်ဆီးတာလဲမမေကကိုမွန်ကြီးကိုဖျက်ဆီးခဲ့တာလေနော်အဲ့လိုမျိုးတကြောက်တင်မျိုးပုံကြီးဖြစ်နေတာအရင်ကဆိုရင်ကျမကသူ့ကိုဖျက်ဆီးတာတဲ့ကျမကသူ့ကိုဖျက်ဆီးတာတဲ့စဉ်းစားကြည့်ပါဦးရှင်တို့ရဲ့ဟုတ်လေအရင်ကဆိုရင်နော်ကိုမွန်ကြီးတို့ကဟောတတရားဟာလေမျက်စောင်းနဲ့တစ်ချက်လေးမွေးပြလိုက်တယ်လေဟောတယောက်မျက်စောင်းနဲ့တစ်ချက်ပြဒီဘက်ချက်မွေးပြတယ်ဟောတယောက်ဆိုတာအရင်ကစကားကြမ်းဘူးလားဘန်ကို2 country ready 4 day မလေးရှင်ကဒါကျေးပနာတဲ့ကျမကဟာဒီလိုခါချနေရတိဖို့ခါချနေရတယ်ဟုတ်တယ်အဲ့ဒါဘာပြောကိုနောက်လိုက်လာခဲ့ဒါလားကျမကအတိအယုံလေးတစ်ချက်အတိတ်မေ့သွားလို့ဒါပေါ့အဲ့လိုမေ့ရမှာလေမေ့ဖို့ဆိုတာကကိုလိုယူပါရှိမှမေ့လို့ရတာမလေးကျမအဲ့ဒီအချိန်မှာဟိုဘယ်လိုပြောမလဲအသက်ကလည်းမနူးမနဲ့အရွယ်လေးဆိုတော့လေခလေးမုတ်ပေးကြတယ်ဆိုတော့လေမုတ်ပြီးတော့လည်းပါလာတာပေါ့ခလေးမုတ်ပေးကြရစီဟမ်ဒါကြီးကခလေးလားဟမ်ခလေးပဲလေခုမှကြီးလိုက်မှန်တော့ထားရအောင်